Okay, okay. ကျွန်တော်မတွေ့တာလဲကြာနေပြီပေါ့နော်ဒီ channel မှာမတွေ့တာလဲကြာပြီ main channel မှာမတွေ့တာလဲကြာ main channel ကတော့ကျွန်တော်တရင်စိုးရှိပါတယ် main channel ကတော့ကျွန်တော်ဖြတ်ခံလိုက်ရပါတယ် main channel ကြီးဖြတ်ခံလိုက်ရပါတယ် Yep main channel ကြီးကျွန်တော်ဖြတ်ခံလိုက်ရပါတယ်ဘာဘလို့ဖြတ်ခံလိုက်ရလဲဆိုတော့ကျွန်တော်ဤဟာကပေါ့နော်ကျွန်တော်အသက်ကျွန်တော်ရဲ့တကယ်အသက်နဲ့မလုပ်တော့ပေါ့နော်ကျွန်တော်ရဲ့အသက်တကယ်အသက်နဲ့မလုပ်တာလို့အားကြောင့်ဘလို့ဖြတ်ခံလိုက်ရပါတယ်အသက်မမှန်လို့ပေါ့နော် ID နဲ့တော့ပြန်လုပ်လို့ရတယ်ဒါပေမဲ့ကျွန်တော်မြန်မာမှာနေတယ် I'm not in American အဲ့တော့ ID နဲ့ကျွန်တော်လုပ်လို့မရပါဘူးအဲ့တော့ဒီ YouTube ကိုဖျက်လိုက်လို့ပဲပြောလိုက်ရတော့ပေါ့နော် YouTube account တစ်ခုလည်းလားဆိုမဟုတ်ဘူး Google account တစ်ခုလုံးဖြတ်ခံလိုက်ရတာဟုတ်တယ် Google account တစ်ခုလုံးဖြတ်ခံလိုက်ရတာ Yep ဟုတ်တယ်ပေါ့နော် Google account တစ်ခုလုံးဖြတ်ခံလိုက်ရတာဒီ channel ကတော့ကျွန်တော်အဲ့ channel မတင်ပြတော့ကျွန်တော်ဒီ channel မှာတင်တာပေါ့နော်Yep အဲ့ဒါပဲပြောဖို့ရှိပါတယ်ဟုတ်ပြီအဲ့တော့ကျွန်တော် Look Empire wait ဒါ intro ဝင်လာအောင်မယ်အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့မင်္ဂလာတော့ Lilin Crafter ဒီနေ့ဗီဒီယိုမှာတော့ကျွန်တော်တို့ Look Empire Season 2 Episode 1ကနေပြီးတော့အားလုံးပြန်လဲကြိုဆိုလိုက်ပါတယ် Look Empire Season 2 Episode 1ကနေပြီးအားလုံးပြန်လဲကြိုလိုက်ပါတယ် Season 1လေးကတော့ပြီးသွားပြီပေါ့နော် Season 1ပြီးသွားပါပြီခု Season 2ရောက်ပါပြီကျွန်တော်အိမ်လေးဆောက်ထားပါတယ် Netherite တွေလည်းရှာထားတယ် Ender Dragon လည်းတက်ထားပါတယ် Yep မကြည့်ပါနော်အိမ်လေးဆောက်ထားတယ်ကျွန်တော်လိုက်ပြမယ်ဒီကာကတော့ဒီအောက်ဆုံးမှာတော့ကျွန်တော်နေတာပေါ့နော်မြေကြီးတက်ပေါ့နော်ကျွန်တော်နေတယ်ကျွန်တော်ရဲ့အိမ်မှာ Diamond Gear ရှိမယ်အကုန်ရှိမယ်နောက်ပြီးရင်ကြတော့ပေါ်တက်လိုက်မယ်တိုက်ပေါ့နော်ဒီကောင်ကကြရေကန်ဒါကြရေကန်အကုန်ကျွန်တော်ရေတွေနဲ့အကုန်သွယ်ထားတာဒီမှာရေကန်ပြီးရင်ဘရိုတို့အဲ့ရေကန်နဲ့ဆင်းပြမယ်အဲ့မှာရေကန်တွေရှိရယ်ဒီမှာဒါဆိုပထမဆုံးပေါ့ဒါဆိုရင်အိမ်ပါပိတ်ထားလိုက်မယ်မှာပထမတက်နောက်ပြီးရင်ဆက်တက်သွားမယ်ဆိုရင်ဒီမှာဒုတိယတက်ကဲပြောဆိုကျွန်တော်ပြန်လာပါပြီနောက်ပြီးရင်ဒါပထမတက်ပေါ့နော်ကျွန်တော်ဒီနားလေကားလေးကိုလည်းကျွန်တော်မီးလေးထွန်းထားတယ်အကုန်လုပ်ထားတယ်မှာမှန်လေးထည့်ထားတယ်ပြီးရင်ကျွန်တော်ပန့်ဟောက်စ်ကားတွေပြမယ်ဒီမှာနော်သုံးထပ်ပေါ့နော်အဲ့ဒါဆိုဒုတိယတက်နော်အိမ်သာရှိမယ်ပန်းဟောက်ရောက်ပါပြီကျွန်တော်ပန်းကတော့မှန်နဲ့ဆောက်ထားပါတယ်ဟုတ်မနော်အပေါ်တက်လိုက်ရင်အပေါ်မှာလီဗာလေးဖွင့်လိုက်ရင်အဲ့ဒါရေကန်ကြီးပေါ့နော်ပြန်ရရေကန်ကြီးဒါကတော့မိန်လာပိုက်ပါအဲ့ဒါမိန်လာပိုက်ပါရောပါတယ်နောက်ပြီးကျွန်တော်ဒီမှာပေါ့နော်လေကားလေးလှုပ်ထားပါတယ် Yep my lega is quality good ဘီလက်မေကောင်းကောင်းနဲ့ကျွန်တော်တုံထားတာပေါ့နော်ဒီမှာတန်ချောင်းလေးနဲ့ကျွန်တော်ထည့်ပြီးဆောက်ထားတယ်မှာပရဝင်းပေါက်လေးတွေပါမယ်နောက်ပြီးကြတော့ဒီမှာလဲတန်ချောင်းလေးနဲ့ထည့်ပြီးဆောက်ထားတယ်ပရင်းပေါက်လေးပါမယ်မှာလဲတန်ချောင်းလေးထည့်ပြီးဆောက်ထားတယ်ပရင်းပေါက်လေးပါမယ်ပြီးရင်ကျွန်တော်ဒီမှာပေါ့နော်ဒီရေကန်ပေါ့နော်အဲ့ရေကန်ထဲကိုဆင်းသွားမယ်ဆိုရင်တော့ပြန်ပိတ်ရပါမယ်ကျွန်တော်ဒီဖုန်းကမစော့တာကြာလို့တီးခံပြီးပေါ့နော်ကျွန်တော်အားကြောင့်မလို့နှင်းလေးစော့နေတာတော့ကွန်ပျူတာထဲမှာပဲစော့ပြနေတာပေါ့နော်နောက်ပြီးဒီမှာပေါ့နော်ဒီရဲဝင်သွားလိုက်ဒီထဲဝင်သွားရင်ကျွန်တော်အိမ်ရှိရာဒီ trap door ကိုတွေးလိုက်မယ် trap door ကြီးပေါ့နော်ဒီမှာပေါ့နော်ကျွန်တော်အိမ်ရှိရာဒီ trap door ကြီးဟိုအထိတော့မစင်းတော့ကျွန်တော်resource မစားသေးလို့အခုအဲ့ရသွားရှာမှာဟုတ်တော့ကျွန်တော်ဒါလေးကမြောင်းလေးလောက်ထားတာဒီမှာဒီရေပိုက်ကြီးကခုနကကျွန်တော်ပြတယ်ဟိုဘွားရေပိုက်ကြီးကိုတင်တာပြရကြဆိုလို့အဲ့ဒါပဲရှိတော့ပါတယ်နော်နောက်ပြီးဒီနောက်ဖက်ကိုသွားမယ်ဆိုရင်မိန်လာကန်ရှိမယ်ဒီကတော့မပြတော့ဘူးနော်ကျွန်တော်အဆိုးရေး content နေပါလို့ကျွန်တော်ရဲ့ aircon မှာဒီနေ့ကတော့ကျွန်တော်ဒီနေ့ဘာလုံးမလို့လဲဆိုတော့
ပြီးတော့ကျွန်တော်ဒီမှာနွားချန်တွေလောက်ထားတယ်မှာလာမဘယ်ရောက်လာတော့ဟိုကလည်းဘယ်ရောက်လာမှလည်းမသိပါဘူးကျွန်တော်ဒီနေ့ကတော့အိတ်ရလေးလောက်ဖို့တိုးရီသွားတယ်မလို့ပဲဖြစ်ပါတယ်ကျွန်တော်မှအိတ်ရမရှိဘူးရှင်မမရှိပါဘူးဟုတ်ပါတယ်တေးတော့ကျွန်တော်လည်းမသိပါဘူးမဟုတ်ပါလေးရှိမယ်အဆဆလေးရှိမယ်ကျွန်တော်ဒိုင်းမွန်းလဲရှာထားပါတယ်ဒိုင်းမွန်းကြီးရာရှိတယ်yep wow အဲ့တော့ဘာလုံးမလဲဆိုတော့ yeah အမိုင်ဝတ်ပါမယ်မသွားမယ်ဆိုရင်အမိုင်ဝတ်ရပါတယ်ရှိတော့မလို့ထားခဲ့လိုက်မယ် yep သွားရအောင်တော့တိုးပဲရှာမှမှာရှူဂါကိန်းနေလဲကျွန်တော်ထားထားတယ်ရှူဂါကိန်းနေလဲထားထားတယ်ပြီးတော့ကျွန်တော်အိမ်ရှိမှာပေါ့နော်မှာစစ်တပ်တက်ရှိပါတယ်အဲစစ်တပ်ကတော့ကျွန်တော်သိမ်းပြီးသွားပါပြီအကုန်ပြုတ်သွားပြီချက်သေးကလူတွေတော့သွားယူရမယ်ချက်သေးကစစ်တပ်ထဲမှာစစ်တပ်ဆိုတော့ဟိုရှိမှာပေါ့နော်တနက်တွေပါရှိမှာပေါ့တော့ကျွန်တော်စနေရပါပြင်းလို့ဒီတိုင်းပဲရှောက်ပြောနေတာပါပလေဂျာအောက်ဆိုကြီးရှိပါတယ်ဒီမှာတော့ what the fuck it ဟေးငါ ravine လို့ထင်တာဟေးဒီမှာဟူးရှိပါတယ်အဲ့တော့ကျွန်တော်ကဒီအကြီးပြောအိယာနဲ့လုပ်ပါပေါ့နော်wait ငါတို့ဒီမှာရှိတဲ့ဟူးတွေငါတို့အကုန်ယူမယ်ကွာဂျင်းနဲ့လားငါတို့ inventory ထဲမှာအိယာတဲ့အိယာရှိပေမဲ့ဒီမှာရှိတဲ့ဟူးတွေအကုန်ယူမယ်ဂျင်းနဲ့လားတော့မသိဘူးမဂျင်းနဲ့လည်းမတက်နိုင်ဘူးလေနော်ဟုတ်တယ်မလားမဂျင်းနဲ့လည်းမတက်နိုင်ဘူး wait oh what the heck but what did I just do man ဖယုံဒီအစီဟုတ်ပြီအိယာလုံးမယ်ဒါတော့ဟိုအားလုံးနိုင်နေကျွန်တော်အကုန်တတ်လိုက်ပြီပလေဂျာအောက်ဘေးမှာဟိုဘက်မှာဟိုပိုတာတာတွေရှိမယ်အကုန်ရှိမယ်ပေါ့နော်ကျွန်တော်ယူပြီးသွားပါဒါမင်းသားလားမင်းနဲ့အတူယူနေလားဟုတ်ပြီကျွန်တော်အိမ်ရှိတယ်ကျွန်တော်အိမ်နဲ့ဒီဘက်ကိုခူးဖို့ကကျွန်တော်တရားလေးထိုးမယ်လို့စဉ်းစားထားတယ်ဒီအပိုင်းမှာတော့မဟုတ်သေးဘူးပေါ့နော်ဒီပိုင်းကကျွန်တော်အများကြီးလုပ်လို့မရပါဘူးခဏနေကျွန်တော်ရောက်တိတ်ရတော့မှာဘာလို့လဲဆိုတော့ကျွန်တော်ဆော့နေတာကျွန်တော်ဖုန်းမပေါ့ကျွန်တော် Bruce Lee ဖုန်းပါအဲ့တော့ yep Bruce Lee ဖုန်းကနည်းနည်းတော့လက်တာပေါ့နော်ပြီးခံပြီးပေါ့နော်ကျွန်တော်ဒီဟာဆော့ပြီးတခါမှကျွန်တော် record မယူသေးဘူးလက်ရင်လဲကျွန်တော်နောက်တစ်ခုပြန်လုပ်ပြီးပါမယ်ကြည့်လာအောင်ပါမယ်မှာစီရရှိမယ် yep ငါတို့ respawn point ဆက်မယ်ကွာအဓိကငါတို့သေသွားရင်ဘာမှလုံးမရတော့ဘူးအဲ့တော့ကျွန်တော်ကဒီမှာမအိပ်ဘူးဒါကတော့ကျွန်တော်ရဲ့ဟိုနေတဲ့နေရာကျွန်တော်အပေါ်ထဲမှာသွားရမယ်အပေါ်ထဲမှာကျွန်တော် aircon မတက်ရသေးပါဘူး aircon တက်ရပါမယ် aircon မတက်ရသေး aircon ဒီနားမှာတက်ရမှာအဲ့တော့ကျွန်တော်အပေါ်တက်မှာဒီစောပုံးမိုက်ဆက်ပါမယ်ရောက်ရေးဒါကြီးဒီဘက်နဲ့တက်တော့ပေါ်တက်မှာဒီပုံးမိုက်ဆက်ပါမယ်ကျွန်တော်အိမ်သာဘေးမှာတော့မဆက်ဘူးပေါ့နော်ကျွန်တော်ခေါင်းရင်းကဒီဘက်ပါပုံးမိုက်ဆက်မယ်နောက်ပြီးရင်ကြတော့ရောက်မှာကျွန်တော်ခုနယူလာတဲ့ဟာတွေကျွန်တော်သွားထားမယ်အဲ့လာရတော့မွေးသွားထားပါမယ်ချက်လေးထဲမှာထည့်မယ်ပေါ့နော်တော့မွေးဒါကျွန်တော်ဒိုင်းမွာမကြီးကဘာလို့ဒီမဝစ်တာလဲဆိုတော့ကျွန်တော်ဒိုင်းမွာမကြီးဝက်လိုက်ရင်လေးွားလို့ပါလူကသိရမလားဘရိုတို့လေးတယ်မလေးတယ်ကတော့ဘရိုထင်ရမှာတော့မဟုတ်ဘူးဒါမဲ့လေးွားတယ်ဒိုင်းမွာမကြီးဝက်လိုက်တော့ဘရိုကတော့လေးတယ်မလေးတယ်မထင်ရမှာတော့မဟုတ်ဒါပေမဲ့ကျွန်တော်ဗမာကတော့စောက်ရမ်းကြီးသိရမလားမနေတတ်ဘူးငါအဲ့လိုဒိုင်းမွာမကြီးဝက်ပြီးတော့ခုနကျွန်တော်ကိတ်မုတ်ဖုတ်စားငါကိတ်မုတ်ဖုတ်စားတာဘာမှတော့မဟုတ်ငါကိတ်မုတ်ဖုတ်စားတာကျွန်တော်မှာအိမ်သာရှိတယ်ကြီးပါလို့ရတယ်နာဘရို I'm not doing that ငါတို့အလှထားတာအဲ့အိမ်သာလှထားတာဒါမှတော့ iron ကိုကောပါရီကြောထားတယ် iron ကိုကောပါရီရပြီ yep အဲ့ဒါပါပဲကျွန်တော်လူကင်ပါရစီစဉ်ဝင်ကဘာလို့မတင်တော့တာလဲဆိုတော့ကျွန်တော်ဝေါ်ကြီးပြသွားပါတယ်ဟုတ်ပါတယ်နောက်ပြီးတော့ကျွန်တော်အပိုင်းစီစဉ်တစ်ခုကိုကျွန်တော်စီစဉ်1ဆိုရင်အပိုင်းက30ပဲလောက်တာပေါ့နော်ကျွန်တော်8မှာလည်းရက်သွားတယ်ဘ
ဘယ်လိုလဲသိတယ်ရှေ့မှာကျွန်တော်ရက်ရှေ့မှာလား6မှာလားမသိဘူးနော်ငါတို့6မှာရက်သွားတာ6မှာရက်သွားတယ်ဒီအပိုင်းကျကျွန်တော်အပိုင်း20ထိလောက်လုပ်ပေးမယ်ပေါ့နော်အပိုင်း20ထိလုပ်ပေးပါမယ်နော်ခုမှပရင်းပေါက်တစ်ခုလိုနေတယ်ငါပရင်းပေါက်တစ်ခုသွားဖောက်အောင်ပရင်းပေါက်တစ်ခုရတယ်ဒီမှာပရင်းပေါက်တစ်ခုလိုနေတယ်ဒါပရင်းပေါက်ဖောက်အောင်ရပရင်းပေါက်ဖောက်ပြီးသွားပါပြီခေါင်မိုးတဲ့ရဲ့ပရင်းပေါက်ကတော့ကျွန်တော်ဖောက်ပြီးသွားပြီပေါ့နော်ဒီမှာခေါင်မိုးတဲ့ရဲ့ပရင်းပေါက်ဖောက်ပြီးသွားပြီရအဲ့ဒါပါပဲအပြုတ်ကြသွားပြီဝဝ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 ဝတို့ဒီအပေါက်နော်ငါတို့ဒီအပွားတွေပြီးတော့ခုံကြရင်ငါတို့ခြေကျိုးမလားမသိဘူးမိုင်းခွက်တဲ့actually I did not mean to အဖောက်တာokay သတိထားပါနော်ကျွန်တော်သတိထားပါမယ်ကျွန်တော်သတိမထားဘဲနဲ့သတိတွေလွတ်ပြီးတော့ခုံချနေရများနေပါတယ်ရပ်အဲ့တော့မြောင်ဟေ့ရောက်ကြီးသွေးတော့ကြော်ကျိုးရတယ်ဟေးအာမမွေပန်းနဲ့နော်သွေးတော့ကြော်ကျိုးရတယ်ရပ်ဒီမှာပရိမဖောက်ရပါပြီအပေါ်တဖောက်ဝါရောက်ကြီးပြုတ်ကြအောင်မယ်ဟေးဟာကွာBro, I'm stupid, man. I'm stupid. I'm very, very, very stupid. Clap your hand. Okay, bro. Let me stop being weird, bro. မဘောနော်အပေါ်မှာကျွန်တော်အပေါက်ကြီးထားရတယ်ဘောက်ကတော့မသိဘူးလေငါထားချင်လို့ထားတာဟုတ်ပြီအဲ့တော့ကျွန်တော်တို့ကဒါတော့ထရီလာပုံစံမျိုးလေးတော့မဟုတ်ပါဘူးအပိုင်း1ပါကျွန်တော်ထရီလာလုံးမလို့ဘဲဒါပေမဲ့ထရီလာလုံးကိုကျွန်တော်မှအချိန်မရှိတော့လို့ပါစာရေးလက်ချက်နေရပြီပေါ့နော်ကျွန်တော်တွေကနောက်တလားဆိုဖွင့်မှာဆိုတော့ရပိုင်း1ပြီးသွားပါပြီကျွန်တော်အပိုင်းကတော့ပုံမှန်လေးတော့မတင်ပေးဘူးပေါ့နော်ကျွန်တော်ဒီဘက်တစ်ခါတော့အနည်းဆုံးတင်ပေးပါမယ်bye bye